အစရောအလှမဲတဲ့မကပဲဂိမ်းစထရီမှာပါလောကအတုပ်ဆုံးတော့မဲ့ခင်ရနာဆိုပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ခင်ရနာဆိုကတော့မြန်မာနိုင်ငံမှာအတုပ်ဆုံးကအလုံးစုံတဲ့အမှုပညာရှင်စီးရင်တွေကိုတဖြည်းဖြည်းဝင်လာခဲ့တာဖြစ်ပါတယ်အစရောတယောက်အနေနဲ့အမှုပညာလောကတွေကိုဝင်လာခဲ့ကပြိုင်ပွဲတွေဝင်ပြိုင်ခဲ့ပြီးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်အစရောအလုံးနဲ့အရက်တီကတည်ငြိမ်နေတဲ့အချိန်မှာခင်ရနာဆိုကဒီနှစ်ထဲမှာအလှမဲ့အဖြစ်ဝင်ပြိုင်ခဲ့တာပါအစရောတယောက်ကမထင်မှတ်ထားပဲအလှမဲ့အဖြစ်ဝင်ပြိုင်တာကြောင့်ဝေဖန်မှုကလည်းအတော်လေးကိုမြင့်တက်ခဲ့ပြန်တာပါခင်ရနာဆိုကအလှမဲ့နဲ့အစရောလိုင်းကိုပိုးနေတယ်လို့လူအများကဝေဖန်နေချိန်မှာနောက်ထပ်အလုပ်တစ်ခုကိုပြောင်းခဲ့တာဖြစ်ပါတယ်ခင်ရနာဆိုကအခုဆိုရင်ဂိမ်းစထရီမာနယ်ပယ်တွေကိုလက်ပစ်ကူရောမှာဖြစ်ပါတယ်ခင်ရနာဆိုကဂိမ်းဆော့တဲ့အလုပ်ကိုအရင်ကတော့ချပြထားတာမျိုးမရှိပါဘူးဂိမ်းဆော့နေတယ်လို့လည်းမသိရပဲအခုမှသာဂိမ်းထားဆော့ရမယ်ဆိုတာကြောင့်တချို့ကလည်းအံ့အားသင့်နေကြတာပါခင်ရနာဆိုကတော့သူကိုယ်တိုင်ကအရင်ကတည်းကဂိမ်းဆော့နေတာလို့ဆိုပါတယ်ဂိမ်းဆော့နေကြဖြစ်တယ်လို့အရန်ကိုကျွမ်းကျင်နေပြီလို့လည်းဆိုပါတယ်ခင်ရနာဆိုကအားတဲ့အချိန်ဆိုဂိမ်းဆော့ရတာကိုလည်းခင်ရနာဆိုကအားတဲ့အချိန်ဆိုဂိမ်းဆော့ရတာကိုလည်းအတော်လေးကိုကြိုက်တာပါပြင်းရင်လည်းဂိမ်းဆော့တယ်လို့စိတ်ညစ်လာရင်လည်းဂိမ်းဆော့နေတတ်တာပါသူအနေနဲ့လွန်ခဲ့တဲ့9နှစ်လောက်ကတည်းကဂိမ်းဆော့ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လဲဂိမ်းဆော့ရဲ့သက်တမ်းကများနေပြီဖြစ်ပါတယ်ခင်ရနာဆိုကဂိမ်းဆော့ရတာလဲကြိုက်နေတဲ့အတွက်ဂိမ်းစထရီမှာလှုပ်ချင်တာဖြစ်ပါတယ်ဂိမ်းစထရီမှာအဖြစ်လှုပ်ချင်ပေမဲ့ပစ္စည်းတွေကဈေးကြီးနေတဲ့အတွက်မလှုပ်ဖြစ်သေးတာပါဒါပေမဲ့ TikTok မှာတော့ string ခဲ့ပါသေးတယ်အဲ့ဒီအချိန်တုန်းကကလေးတချို့ကကြော်ကြီးဆိုပြီးလူသိများခဲ့တာလို့ဆိုပါတယ်တချို့ဆိုခင်ရနာဆိုလို့တော့မသိပဲကြော်ကြီးလို့သာလူသိကြတာလို့ရှင်းပြထားခဲ့ပါတယ်ခင်ရနာဆိုကသူ့အနေနဲ့လိုင်းပူရာမျိုးမဟုတ်ပဲတကယ်လှုပ်တတ်တာတွေကိုလှုပ်ချင်နေတာလို့ဆိုပါတယ်ခင်ရနာဆိုကဂိမ်းစထရီမှာပါလှုပ်လိုက်ရင်အလောက်ကတော်တော်များတော့မှာပါအစရောလေးဟုတ်တယ်လို့ဆိုင်းကလည်းတီးလိုက်သေးတာဖြစ်ပါတယ်ဒါအပြင်အလှမဲ့တယောက်အနေနဲ့လည်းရှောက်လန်းနေသေးခဲ့တာဖြစ်တယ်လို့နောက်ထပ်လည်းပြိုင်အောင်မလို့သိရပါတယ် Miss Universe တယောက်ဖြစ်တဲ့အတွက်ပြိုင်ပွဲတွေကိုထပ်ပြိုင်ဖို့စဉ်းစားထားတာပါဒါအပြင်ခင်ရနာဆိုကဂိမ်းစထရီမှာပါလှုပ်တော့မှာမို့အားလုံးကတော့အတုပ်ဆောင်အလုံးစုံလို့စားနောက်နေကြတာဖြစ်ပါတယ်ခင်ရနာဆိုကလည်းလူတွေဝေဖန်မှာကိုကြိုးသိတဲ့အတွက်လိုင်းပူရာမဟုတ်ဘူးလို့ကြိုးပြောလာခဲ့ပါတယ်လိုင်းပူရာမဟုတ်ပေသူတက်မြောက်တာတွေကိုသာချပြတာဖြစ်ပါတယ်ခင်ရနာဆိုကအစရောအနေနဲ့လည်းပညာကျွဲဝနေတာမို့ဒိုင်းလေးလှုပ်ခဲ့ပါသေးတယ်လက်တလုံးမှာတော့မြန်မာစတားကနေဒိုင်းအဖြစ်နှုတ်ထွက်ထားတာဖြစ်ပါတယ်ခင်ရနာဆိုကဂိမ်းစထရီမှာအနေနဲ့ချက်ချင်းလှုပ်ဖြစ်မှာတော့မဟုတ်ပါဘူးနောက်ကြရင်တော့အဲ့ဒီအလုပ်ကိုလေးလောက်ကရက်တီအောင်ပါခင်ရနာဆိုကကိုချလောက်ပေါ်ကိုရက်နေရတာဖြစ်ပြီးမိဘကိုလည်းလှုပ်ကြွေးနေတာပါသူဝါသနာပါရအလုပ်တွေလုပ်တယ်လို့မိဘရဲ့ကိုယ်ပိုင်အလုပ်ဖြစ်တဲ့ဆိုင်ဝမ်အလုပ်ကိုလည်းအထိမခံပါဘူးဆိုင်ဝမ်အလုပ်ကိုလည်းသူကိုယ်တိုင်လိုက်ဦးစီးပေးနေတာပါခင်ရနာဆိုကဆိုင်ဝမ်မှာဆိုလေကိုယ်တိုင်ဝင်တီးကတညကို300ဝန်းကျင်အထိရရှိနေတာဖြစ်ပါတယ်ပွဲရသည်ရောက်ပြီဆိုမအားမလတ်အောင်အလုပ်တွေလုပ်နေရတာဖြစ်ပါတယ်ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့်ဘယ်အမျိုးသားကမှအာမကိုပဲရက်တည်နေတာဖြစ်ပါတယ်။ခင်မွန်နယ်နဲ့လည်းကွာရှင်ကတကူရဲသာရက်တည်နေတာပါ။ဂိမ်းစထရီမှာပါထပ်လုပ်တော့မဲ့ခင်ရနာဆိုပေါ်ပရိသတ်တို့ရဲ့အမြင်လေးကို comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်။